မိဘတိုင်းစိတ်ဝင်စားတဲ့မိကုန်းလေးတစ်ခုကိုတွေ့ပြပါမယ်အဲ့ဒါကတော့ကလေးရဲ့ဘာသာစကားအားနည်းမှုကဖုံးအသုံးပြုမှုနဲ့ဆက်ဆက်မှုရှိပါသလားအဖြေကတော့ဟုတ်နိုင်ပါတယ်ဒါပေမဲ့ဒီအချက်ကလပ်လေးတွေကိုတော့နားလည်ထားဖို့လိုပါတယ်နံပါတ်1ဖုန်းကဘာသာစကားကိုဘယ်လိုထိခိုက်မှုရှိနိုင်လဲဘာသာစကားပြောဆိုမှုနေကိုရဲ့ကလေးတွေကအိမ်မှာဖုန်းနဲ့တခြား electronic ပစ္စည်းတွေရဲ့တစ်ဖက်သက်စကားပြောဆိုမှုဥပမာ YouTube ကြည့်ခြင်း TikTok ကြည့်ခြင်း game ဆော့ခြင်းအဲ့ဒါတွေကြောင့်လူတွေနဲ့အပြန်အလှန်စကားပြောဆိုဖို့အခွင့်အရေးတွေနေပါသွားပါတယ်စကားပြောဆိုမှုအင်္ဂါရက်တွေကလည်းလေးလာမှုအားနည်းလာပါတယ်ဖုန်းထဲကအသံတွေကစကလုံးဒိတ်ပဲညနာမူရာကိုဟန်မူရာစတဲ့အရေးကြီးတော့ဘာသာစကားအစိတ်ပိုင်းတွေကိုခလေးလေးလာဖို့အတွက်ခက်ခဲစေပါတယ်နံပါတ်1သူတည်တရားတွေကဘာပြောလဲနှစ်အောက်ကလေးတွေကိုဖုန်းလုံးဝမပေးသုံးဖို့အတွက်အကြံပြုထားပါတယ်လေးလာမှုတစ်ခုရာတစ်နေ့ကိုမိနစ်30အထက်စခရင်ပိုကြည့်တဲ့ကလေးတွေမှာဘာသာစကားနောက်နေမှုက 49% ပိုများပါတယ်ဒါဆိုရင်ဘယ်လိုကာကွယ်မလဲဒါဆိုရင်ကလေးတွေရဲ့ကြည့်ချိန်ကိုကန့်သတ်ပေးပါနှစ်အောက်ကလေးတွေကိုတော့လုံးဝမကြည့်ပါစေနဲ့အပြန်လည်ပြောဆိုမှုတွေကိုမြင့်တင်ပါဖုန်းအစာအုပ်ဖတ်ခြင်းစကားပြောခြင်းကစားခြင်းသချင်းဆိုခြင်းစတဲ့ဘာသာစကားစွမ်းရည်တွေကိုတိုးတက်တဲ့ကိစ္စတွေကိုများများလုပ်ပေးသင့်ပါတယ်ဖုန်းနဲ့တခြားသော electronic ပစ္စည်းတွေကိုအသုံးပြုခြင်းကကလေးရဲ့ဘာသာစကားစွမ်းရည်ဖွံ့ဖြိုးမှုကိုသွယ်ဝိုက်တော်နည်းဖြင့်ထိခိုက်နိုင်ပါတယ်တက်ရောက်နိုင်ပါတယ်ဒါကြောင့်မို့လို့ကလေးတွေကိုဖုန်းအစားအတူတူကစားပေးခြင်းစကားပြောပေးခြင်းစတာတွေနဲ့မြင်မြင်ဆက်ဆက်အစားထိုးပေးမယ်ဆိုရင်တော့စိုးရိမ်စရာတိတ်မလိုပါဘူးကလေးတွေရဲ့ပထမဦးဆုံးပြောတဲ့စကားလုံးတွေကိုကြားချင်တာကတော့ကြားချင်တဲ့သူတွေကတော့မိဘတွေဖြစ်မယ်လို့ထင်ပါတယ်ဖုန်းမှမဟုတ်ပဲလေကျမတို့ဒီချက်ချက်ဝင်မှာကလေးစိတ်ပညာကိုလက်တွေ့လောက်ကင်မျှဝေနေသူတရားဖြစ်ပါတယ်ကလေးတွေရဲ့စိတ်ခံစားချက်ကိုနားလည်ပြီးသူတို့ရဲ့ဖွံ့ဖြိုးမှုအတွက်မိဘတွေဆရာတွေနဲ့အတူတူလက်တွေ့လောက်ကင်ရရှိပါတယ်ကလေးတိုင်းကပျော်ရွှင်ပြီးကျန်းမာတဲ့စိတ်ခံစားချက်နဲ့အတူနာဂတ်ကောင်များကိုပိုင်ဆိုင်စေချင်တာကတော့ကျမရည်ရွယ်ချက်ပါ